Microsoft Word မှာကျွန်တော်အခုလိုမျိုးဒီမီတာဘေးတောင်းခံတဲ့စာရွက်လေးကျွန်တော်တခုဆွဲကြည့်အောင်ပေါ့နော်ဟုတ်ပြီအားလုံးပဲမင်္ဂလာပါကျွန်တော် NSC Camera ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်မျှဝေသွားမှာတော့ဒီမီတာဘေးဆွဲတဲ့နည်းလို့ကျွန်တော်မျှဝေသွားမှာဖြစ်ပါတယ်အဲ့တော့မီတာဘေးကတော့ကျွန်တော်အပြင်မှာလက်တွေ့ကတော့ဆွဲလို့တော့မရဘူးပေါ့နော်ဟုတ်ပြီဒါပေမဲ့ကျွန်တော်အဓိကဘာကိုမျှဝေသွားချင်တာလဲဆိုတော့ဒီထဲမှာရှိနေတဲ့ဒီ column တွေ row တွေကိုကျွန်တော်တို့ဘယ်လိုပေါင်းတာလဲပေါ့နော်အဲ့ဒီပေါင်းဆက်တဲ့ match လုပ်တဲ့ဟာကိုကျွန်တော်အဓိကမျှဝေသွားမှာဖြစ်ပါတယ်တကယ်လက်တွေ့ရတော့ကျွန်တော် real မှာတော့ဆွဲတော့မဆွဲရဘူးပေါ့နော်ဟုတ်ပြီအဲ့ဆိုတော့ကျွန်တော်ဒီ set ကွက်တွေကိုကျွန်တော်ပေါင်းဆက်တဲ့ဟာပေါ့နော်တစ်ကွက်နဲ့တစ်ကွက်ပေါင်းအောင်မေးထားတယ်လို့ရှိနေလို့ကျွန်တော်ဒီမီတာဘီလေးနဲ့မျှဝေသွားတာဖြစ်ပါတယ်အဲ့တော့မီတာဘီမှာတော့ကျွန်တော်အခုလိုမျိုးစာရွက် A4 အပြည့်ကြီးနဲ့တော့မဆွဲဘူးပေါ့နော်သူတို့စာရွက်အနေငယ်သေးတယ် A5 ထက်လည်းကြီးတယ်ပေါ့နော်ပြီးတော့ကျွန်တော် font size ကလည်းကျွန်တော်ပြောမယ်ဆိုရင်တော့10 17လောက်နဲ့ရေးထားတာပေါ့နော်အဲ့ဒါမှကျွန်တော်ကဒီမှာ TV အဓိကပြမှာဖြစ်သည့်အတွက် A4 ထဲမှာပဲစမ်းသလောက်ဆွဲလိုက်ပါမယ်နော်အဲ့ဒါလေးဆွဲဖို့အတွက်ကျွန်တော်တို့စာရွက်လေးအသစ်တောင်းလိုက်မယ်ကျွန်တော် file ထဲကနေ new နဲ့သွားလိုက်မယ်ဟုတ်ပြီပြီးတော့ကျွန်တော် A4 နဲ့ဆွဲမှာဖြစ်သည့်အတွက်ကျွန်တော်အဲ့ဒါလေးအမြဲတမ်းသတိထားရမယ်နော်ကျွန်တော်စာရေးတော့မယ်ဆိုတာနဲ့ကိုကဘယ်စာရွက်ပေါ်ရေးမှာလဲဘာစာရွက်နဲ့ထုတ်မှာလဲဆိုတာကိုတစ်ခါတည်းတောင်းထားရမယ်margin တော့ကျွန်တော်တစ်လက်မှပဲထားလိုက်မယ် orientation ကကျွန်တော်အထောင်လိုက်ပဲဆွဲမှာဖြစ်တယ်size ကြတော့ကျွန်တော်တို့က A4 နဲ့ဆွဲမှာပေါ့ဒါဆို A4 ရပြီပြီးတော့မြန်မာစာရေးမှာဖြစ်တဲ့အတွက် font ကတော့ကျွန်တော်ပြည်ထောင်စု font ယူတယ် font size ကတော့ကျွန်တော်စနစ်နဲ့ရေးမှာဖြစ်ပါတယ်ဟုတ်ပြီပြီးတော့ကျွန်တော်ခဏစာလေးရေးမယ်နော်ဒီကောင်လေးရေးမှာဆိုကျွန်တော် view ခဏလေးဆွဲထုတ်ထားလိုက်မယ်ဟုတ်ပြီကြည့်ရေးလို့ရအောင်လို့ပေါ့နော်ဟုတ်ပြီပြီးတော့ကျွန်တော်ထိတ်ဆုံးမှာပါရေးထားလေးဆိုတော့လျှက်စစ်စွမ်းအားဝင်ကြီးဌာနဆိုတဲ့ဟာလေးဝင်ကြီးဌာနပြီးအန်ဒါနဲ့ဆင်းမယ်လျှက်စစ်ဓာတ်အားကတော့ကနော်စာလေးကတော့ကျွန်တော်နည်းနည်းလေးရေးရတာများသေးအတွက်ကျွန်တော်စိတ်ရှိလက်ရှိလေးနဲ့ကြည့်ဖို့လိုတာပေါ့နော်အန်ဒါပြီးတော့GULY July 2024ကဟာနေရေးနော်ပြီးတော့အန်ဒါပင်လျက်စစ်ပုံစံကျွန်တော်စာရီကပြီးမှနောက်မှညှိလို့ရတယ်နော်တခါတည်းညှိလို့လည်းမရဘူးလားဆိုရတယ်ကျွန်တော်ရှင်းနေနေကျွန်တော်ရှုပ်သွားမှာဆိုလို့andဟုတ်ပြီအဲ့ဒီမှာကျွန်တော်စာကအမှနံပါတ်တွေပါတယ်ကျွန်တော်နံပါတ်ဒီတိုင်းပဲရှောက်ရေးလိုက်တော့မယ်နော်ကြာသွားမှာဆိုလို့ပါရှောက်ရေးလိုက်ဟုတ်ပြီပြီးတော့ကျွန်တော်အန်နာနှိပ်လိုက်မယ်ဘာလို့လဲဆိုကျွန်တော် TV ဆွဲရမှာဖြစ်ပါတယ်နော်ဟုတ်ပြီဒီမှာကျွန်တော်ပြန်ပြပေးမယ်ဒီ TV ဆွဲရမှာပေါ့အဲ့ဆိုကျွန်တော်ဒီ TV ဆွဲတဲ့အချိန်မှာကျွန်တော်ကအပေါ်ရန် column ကိုပဲကြည့်လို့မရအောင်ကျွန်တော်ဒီမှာ column ရေးလိုက်ဆို1 2 3 4 5 column ပဲရှိတယ်ဒါပေမဲ့အောက်မှာကြည့်လိုက်ကျွန်တော်1 2 3 4 5 6 column ရှိတယ်ဘာကြောင့်လဲဆိုကျွန်တော်ဒီနေရာမှာ1 column ရှိနေတယ်ဒီအလယ်မှာပေါ့နော်အဲ့ဒါဒီ1 column ရှိတယ်ကျွန်တော် mention center နဲ့ပေါင်းထားတာဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်က column ကအကုန်လုံးလိုက်ကြည့်ရတယ်ပေါ့နော်ကျွန်တော်ပေါင်းထားတဲ့ဟာတော့ထည့်ကြည့်ရမှာဆိုတော့1 2 3 4 5 column 6 ကပါ row ကြည့်ရအောင်ဒီမှာ1 2 3 4 5 6 9 10 11 12 13 row 15 row နဲ့ column 6 ကွက်ပေါ့နော်ဟုတ်ပြီဒါဆိုကျွန်တော် insert ထဲကိုသွားမယ် table ထဲကိုသွားမယ်ပြီးတော့ insert table ထဲကိုနှိပ်မယ် row column 6 row က15 row ပေါ့နော်ဟုတ်ပြီ15 row ရပြီ okay လို့နေမယ်ဒါဆိုဒီလိုလေးကြာလာလိမ့်မယ်နော်အချင်းကြီးကတော့ကိုယ့်ဘာသာကိုလိုလိုပြန်ရှင်းလို့ရတယ်ဟုတ်ပြီကျွန်တော် font ကြည့်အောင် font မှန်သွားရင်နော်မှန်သွားရင်ဆိုကျွန်တော်ရေးထည့်ကြည့်မယ်ငွေစင်းအမှတ်ပေါ့နော်ကျွန်တော်ဒီမှာရေးရတာလေးတွေနည်းနည်းလေးတွေများသွားသည့်အတွက်ကျွန်တော်ဟိုဘက်ကနေ copy ပဲယူထည့်လိုက်တော့မယ်စာတော့ကျွန်တော်အသေးစိတ်မရေးပြတော့အဓိက match လုပ်မဲ့ဟာလေးပဲကျွန်တော်ဒီမှာနမူနာပြပေးလိုက်မယ်ကျွန်တော်ဒီအောက်ဆုံး set ကွက်မှာကြည့်လိုက်မယ်ဒီမှာ1 2 3 column 3 ကွက်ကိုပေါင်းထားတာဖြစ်ပါတယ်နော်ဒီအောက်ကဟာဒီ column 3 ကွက်ကိုပေါင်းထားတယ်ဒီကောင်လေးနော်အဲ့ဒါလေးကျွန်တော်အရင်ဆုံးစမ်းကြည့်လိုက်မယ်ဒီအောက်ကဟာပေါ့နော်ဒီမှာ
1 2 3 column 3ခွက်တိကျွန်တော်ဘာလုပ်လိုက်မလဲဆိုရင်layout တက်ထဲကိုသွားပြီးပါနော် layout တက်ထဲကိုသွားပြီးတော့မှဒီမှာ match cell လုပ်ပေးရမှာဖြစ်ပါတယ်သူနေလိုက်ဒါဆိုရင် cell ခွက်ဒီပေါင်းသွားပြီအောက်ကတက်တန်းကိုလည်း3ခွက် select မှတ်ပြီးတော့ရင် match cell ဆိုတဲ့ဟာလေးနေလိုက်မယ်ဒါဆိုသူလည်းပေါင်းသွားပါပြီနော်ပြီးတော့ကျွန်တော်ဘယ်သူထပ်ပေါင်းရအောင်လဲဆိုရင်ဒီမှာပြန်ကြည့်အောင်ဒီကောင်လေးပါနော်ဒီကောင်ကဒီမှာအလင်မှာ column ရှိတယ်အဲ့ဒါပေါင်းပါအဲ့တော့ဒီမှာနှစ်ခု select မှတ်ပေါင်းပါဆိုတော့1 2 3 4 5 6 8ခွက်ထိရှိပါတယ်နော်8ခွက်ထိဟုတ်ပြီဒါဆိုဒုတိယခွက်ကနေ select မှတ်မယ် match center ပေါ့နော် match cell ပေါ့နော်8ခွက်ဒါဆိုရင်3ခွက်ဒါကတော့ exam မှာဆိုရင်တော့ပုံမြန်တာပေါ့နော်ကျွန်တော်မနေ့ပြန်ကြမှာ exam နဲ့ဆွဲတဲ့နည်းလေးကိုထပ်ပြီးမျှဝေသွားလိုက်မယ်ဘယ်လောက်ရှိသွားလဲ1 2 3 4 5 68ခွက်ဟုတ်ပြီပြီးတော့ကျွန်တော်ဒီဘက်ပြန်ကြည့်အောင်နော်အမအဲ့ဒီ8ခွက်ပြီးတော့အောက်မှာကျွန်တော်ဒီမှာအောက်ကဟာဒီဘက်ထိပေါင်းထားတယ်သူကကျွန်တော်3ခွက်ဖြစ်သွားမယ်နော်အပေါ်မှာကြည့်2ခွက်တည်းဆိုရင်အောက်မှာ3ခွက်ရှိတယ်1 2 3 4 3ခွက်ကိုကျွန်တော်က4 root ထိပေါင်းပါပါနော်အဲ့ဆိုရင်ဒီအောက်ကဟာဒီ3ခွက်ကို select မှတ် match cell ဒီမှာလည်း3ခွက်ကို select မှတ် match cell ပါနော်4ခွက်ထိပါမစအဲ့တော့ကျွန်တော်မျက်စိထဲမှာမြင်အောင်ကြည့်ဒီမှာပေါင်းတယ်ဒီမှာပေါင်းတယ်အလင်းမှာတစ်ကွက်လေးကြံနေလိမ့်မယ်နော်အဲ့ဒါဘာအကွက်လေးဆိုကျွန်တော်ဒီမှာကြည့်ကြည့်အောင်ကျွေးကြံဆိုတဲ့အကွက်လေးဖြစ်နေပါလိမ့်မယ်နော်ပြီးတော့ကျွန်တော်ဒီညာဘက်အောက်တောက်ကဒီနောက်ဆုံး column 2 column ဒီအောက်က row 2ခုပေါင်းထားတယ်နော်အပေါ်ပေါင်းထားတာဖြစ်ပါတယ်ဒါဆိုကျွန်တော်ဒီအောက်က2 row ကိုပေါင်းလိုက်မယ် match cell ပါ match cell ပါနော်ဒါမျိုးလေးကျွန်တော်တို့ကြည်ပြီးတော့ကိုယ်တိုင်လေးများများလေ့ကျင့်ကြည့်လိုက်အဲ့ဆိုရင်ပေါင်းဆက်တဲ့သင်္ကေတလေးကျွန်တော်တို့ရသွားပါလိမ့်မယ်နော်စာတော့ကျွန်တော် copy ပဲကိုထည့်လိုက်ပါဟုတ်ပြီစာတော့ကျွန်တော် copy ပဲကူးလိုက်မယ်အချင်းကျက်ချဲ့တာတွေမှာနော် line လေးပေါ်သွားလိုက်ဒီလိုအချင်းကျက်စိတ်တန်းချညှိလို့ရတယ်နော်ကျွန်တော် copy ကူးလိုက်တာဆို auto ကြီးပါလာတယ်ဆိုတော့ကိုယ့်ရဲ့ကွန်ပျူတာမှာညှိမိအောင်ဖြစ်နေမှာဆိုလို့ဒီလိုလေးပါနော်ဟုတ်ပြီပြီးတော့ဒီ letter down ကိုကျွန်တော် select မှတ်မယ် control C ဒီမှာ control V နော်ဟုတ်ပြီဒီမှာ control C ဒီနားလေးမှာ control V ပြီးရင်အောက်မှာလည်း၄ကွက် control C ဒီ၄ကွက်ပေါ့နော် control V အောက်မှာ control C ဒီနားလေးမှာကျွေးချံ control V ပါနော်ဟုတ်ပြီပြီးတော့ကျွန်တော်ဒီ match လောက်ထားတဲ့ဟာလေးကျွန်တော် highlight နဲ့ပြန်ပြပေးမယ်နော်ရှုပ်နေမှာဆိုလို့ copy ပါလိုက်မယ် control V ဒီဘက်ကလည်းတန်းလုံးကို control C ဒီဘက်မှာ control V sorry ကျော်သွားတယ်ပြန်လုပ်လိုက်မယ်နော် control C ဒီမှာ control V ရပြီပြီးရင်အောက်မှာလည်းဒီ control Cသူကဒီဘက်မှာလာပြည့်နေနော်ကျွန်တော်ညီလေးရှာမှရမယ်နော် copy ကလောလိုက်လို့မရလောလိုက်တော့ဟိုဘက်မှာလိုက်ပြီးပါနေတယ်ရပြီပြီးတော့ရင်ဒီနှစ်ကွက်က control C ဒီနားလေးမှာ control V ဟောဒီကောင်ကဟိုဘက်ကိုရောက်သွားတာဟုတ်ပြီဒါဆိုကျွန်တော်အကုန်လုံး copy ကူးသွားရအောင်ဒီမှာကျန်နေသေးတယ်တခုတော့ဝင်လာတော့တခွက်လေးတောင်လိုက်ပါနေတယ် control C control V ပေါ့နော်ဒီလိုမျိုးလေးလောက်အောင်မှာဖြစ်ပါတယ်နော်ဟုတ်ပြီအဲ့ဒါလေးကိုကျွန်တော်ကိုယ်တိုင်လေးဖြည်းဖြည်းချင်းစီဒီကောင်လေး screenshot ယူပြီးတော့မှကျွန်တော်လိုက်ပြီးတော့လေ့ကျင့်ကြည့်ပေါ့နော်ဒါဆိုကျွန်တော်လောက်ရတာလွယ်နေပါလိမ့်မယ်နော်ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီမှာပေါင်းထားတဲ့ဟာလေးကိုကျွန်တော် highlight ပြန်ပြပေးမယ်နော်ဒီကနေဒီနားထိကကျွန်တော်ပေါင်းဆက်ထားတယ်အဲ့ဒါကိုကျွန်တော်အရောင်လေးနဲ့ပြထားမယ်ပြီးရင်ဒီမှာပေါင်းထားတယ်တရောင်ပြတ်ထည့်လိုက်မယ်နော်ပြီးတော့ဒီမှာနှစ်ခုပေါင်းထားတယ်ဒီရောင်လေးနဲ့ပြလိုက်မယ်ပြီးရင်ဒီနှစ်ကွက်ကကျွန်တော်ပေါင်းထားတဲ့ highlight လေးပေါ့နော်ဟုတ်ပြီဒါဆိုကျွန်တော်ပေါင်းထားတဲ့ဟာလေးမြင်မယ်လို့ထင်ပါတယ်အောက်ကိုဆက်ရေးအောင်ပါနော်ဟုတ်ပြီအောက်မှာကျွန်တော်ရေးဖို့ကြံနေသေးတယ်ရေးဖို့ကြံနေသေးတယ်ဒီနှစ်ခုနော်ကျွန်တော်ဒီမှာဒီနောက်ရက်ပေါ့နော်ဒီသူတို့သတ်မှတ်ထားတဲ့ရက်မဆောင်ရင်ကျွန်တော်မိဖြတ်မယ်ဆိုတဲ့ဟာရဲ့ဒီအောက်ကဟာလေးနော်အဲ့ဒီနှစ်ခုကျွန်တော်အောက်မှာ TV ဆွဲတဲ့မှာကာစာချလို့မရဆို2ချက်နှိပ်လိုက်လို့ရတယ်နော် mouse ကို2ချက်နှိပ်လိုက်ရင်လည်းရေးလို့ရပါတယ်ကျွန်တော်အမှ under လေးခေါ်လိုက်ပါအောင်မယ်နောက်ဆုံးပြီးဆောင်ရန်ရက်ဆွဲပါနော်ဟောပြီးရင် under နှိပ်မယ်tab key နဲ့သွားလိုက်လို့ရနော်။ညာကြော်သွားတာကျွန်တော်အပေါ်မှာမတတ်မှတ်ရသေးလို့နော်။အဲ့ဒါလေးကျွန်တော်ဒီမှာရေးလို့မရအောင်ဆိုအပြဿနာကျွန်တော်တစ်ခါလေးဖြေရှင်းလိုက်မယ်နော်။ဘာလို့လဲဆိုတော့ဒီအပေါ်မှာလေ
ကျွန်တော်ဒီကောင်ကအလဲဆန်တာပို့ရမှာအလဲဆန်တာပို့လိုက်ပြီးရင်ဒီကောင်ကခေါင်းစဉ်က font တစ်ချက်ကြီးမယ်ပို့လေးထည့်လိုက်မယ်ဒီကောင်လေးအရင်ကျင်းနေပါเนาะကျွန်တော် enter နဲ့ဆင်းလိုက်တာအဲဆိုအကုန်လုံး select မှတ်ပြီးတော့ကျွန်တော်ဒီမှာ paragraph group ထဲကမှာ line and paragraph spacing နဲ့ဝင်မယ်ကျွန်တော်ဒီအောက်ကဒီ remove space after paragraph ဆိုတဲ့ဟာလေးနှိပ်ပေးလိုက်ဘာလို့ကျွန်တော် enter ဆင်းသူကစာပိုက်အဖြစ်သတ်မှတ်ပြီးတော့ share ထားလို့ပေါ့เนาะသူနဲ့ဖြုတ်ပေးလိုက်ဒါဆိုရင်အောက်မှာနေရာလေးဆန့်သွားပါလိမ့်မယ်ဒီမဆောင်ပါကမီးဖြတ်ပါပြီပေါ့နော်ဒီလိုပြီး enter နှိပ်မယ်ပြီးတော့မှကျွန်တော်အဆက်ကလေးအဲ့ဆိုကျွန်တော်ဒီအဆက်တွေက30ထပ်ပို့ပြီးနှိပ်မိတယ်ဆိုရင် enter နှိပ်ရင်မြင်းဖြောင်းဖြတ်သွားတတ်ပါတယ်เนาะအဲ့ဆိုရင် back space key နဲ့ပြန်ဖြတ်လိုက်ပါရပြီဒါဆိုရင်ဒီနှစ်ခုကကျွန်တော်ညာဘက်ကိုကတ်မှာဖြစ်တယ်ညာဘက်ကိုကတ်မယ်ဒီနှစ်ခုကတော့ဘောင်ကတ်မှာ select မှတ်ပါ select မှတ်ပြီးတော့ကျွန်တော် border ထဲသွားမယ်เนาะ paragraph group ထဲက border ထဲဝင်မယ် border and shading နဲ့သွားမယ်ပြီးတော့ကျွန်တော်ကိုခက်ချင်တဲ့ဒီ set ပါတဲ့ line တင်ကြတာလေးယူပေါ့နော်ယူပြီးသွားရင်ကျွန်တော် color ကအနီအောင်ယူမယ် wish အထူပါကကျွန်တော်မြင်သာမှုရှိအောင်ယူ apply to မှာ paragraph လေးပဲထားလိုက်လေရနော် okay ပါဒါဆိုကျွန်တော်ရသွားပါပြီနော်အဲဆိုဒါကကျွန်တော် Microsoft Word နဲ့အဓိကဒီ table သုံးတဲ့ဟာလေးကိုမျှဝေသွားတာဖြစ်ပါတယ် video file လေးတော့နည်းနည်းလေးတော့ရှည်တယ်ကျွန်တော်စိတ်ရှိလက်ရှိနေကြည့်ပြီးပါပြီးတော့ကိုယ်တိုင်လေ့ကျင့်လိုက်မယ်ဆိုကျွန်တော်ဒီ match ပေါင်းတဲ့တင်ကြတာနဲ့ဒီ column တွေ row တွေကိုတိကျလေးကြည့်တတ်သွားပါလိမ့်မယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်လုံးလုံးမရတာဒီရှင်းကျွန်တော် Messenger group Messenger group ပြောတာ Messenger မှာလာမေးလို့လည်းရတယ်ကျွန်တော် comment မှာမေးသွားလို့လည်းရပါတယ်ကျွန်တော် YouTube channel ကိုလည်းကျွန်တော် like and subscribe လေးလုပ်သွားပြီးဖို့တောင်းဆိုအပ်ပါတယ်အားလုံးအဆင်ပြေကြပါစေခင်ဗျာ